မြင်းမသမိုင်းရဲ့ဂုံပေါင်းခေတ်စာမျက်နှာတွေကိုပြန်လည်ကြည့်လိုက်ရင်ဘုံလက်ယုံအာနာစက်ပြင်းပြသလိုသာသနာရေးမှလည်းအလွန်ကြီးညိုအားထားရတဲ့သာယာဝတီမင်းတရားကြီးရဲ့စိုးစံရာကာလကိုမြင်ရောက်ကြည့်နိုင်ပါတယ်။မင်းတရားကြီးဟာတိုင်းရေးပြည်ရေးကိုကျွမ်းကျင်လိမ္မာစွာစီမံခန့်ခွဲရုံနဲ့မကပဲသာသနာတော်ထွန်းလင်းတောက်ပစေဖို့အတွက်အစဉ်တစိုက်အားထုတ်ခဲ့တဲ့မင်းကောင်းမင်းမြတ်တစ်ပါးလည်းဖြစ်ပါတယ်။အဲ့ဒီခေတ်ကာလမှာမင်းတရားကြီးကိုယ်ွယ်တော်မူတဲ့သာသနာပိုင်ဆရာတော်မှာညီရဓမ္မအဖိဝန္တသီရိပဝရလင်္ကာရဓမ္မသေနာပတိမဟာဓမ္မယာဇာဓိယာဇဂုရုဘွေတော်ရပထမဗမ္မောဆရာတော်ဖရာကြီးရဲ့ဩဇာတိတ်ကမဟာလဲသာသနာလောကမှာနေလူလလူထွန်းတောက်ခဲ့ပါတယ်ဆရာနဲ့ဒါယကကြီးညိုမှုထပ်တူကြတဲ့အခါမှာတော့တမိုင်းဝင်မဲ့ကုသိုလ်တော်ကြီးတွေပေါ်ထွန်းလာခဲ့ပါတယ်သာသနာပိုင်ဗမ္မောဆရာတော်ဖရာကြီးရဲ့အကြံပေးလမ်းညွှန်မှုသာယာဝတီမင်းတရားကြီးရဲ့မုံမြတ်တဲ့ခွင့်ပြုမိတ်အမိန့်တော်တို့နဲ့အတူမကွေးတိုင်းခွင့်ပြုမျိုးနဲ့ကဏီကျေးရွာလေးမှာထူးခြားတဲ့တမိုင်းမှတ်တိုင်းတစ်ခုစတင်စိုက်ထူခဲ့ပါတယ်။သာသနာတော်ကိုလက်စွပ်ကျိုးပန်းကြီးညိုကြတဲ့ကျောင်းဒါယကဦးမိုင်းခေါ်ဦးများနဲ့ကျောင်းဒါယကောင်မကြီးဒေါ်ပြော့လို့မိသားစုဟာဘုရင်အမိန့်တော်ရလေးတဲ့ကျောင်းတော်ကြီးကိုကြီးကျယ်ခမ်းနားစွာတိဆောက်လှူဒန်းခွင့်ရရှိခဲ့ကြပါတယ်။မြန်မာတက္ကသိုလ်1905ခုနှစ်မှာအုံမြင့်ချခဲ့တဲ့ဒီကျောင်းတော်ကြီးဟာတာမန်ကျောင်းဆောင်တစ်ခုမဟုတ်ခဲ့ပါဘူး။နိုင်ငံတော်အဆင့်သာသနာပိုင်ကိုယ်တိုင်စီမံညွှန်ကြားပြီးဘုရင်ကိုယ်တိုင်ခွင့်ပြုခဲ့တဲ့အမိန့်တော်ရကျောင်းဖြစ်တာကြောင့်အရိခိကာလရဲ့အမှုပညာပြီးသူခါနဲ့ဒါရတရားတို့ပေါင်းစပ်ထားတဲ့အထွတ်အထိပ်လက်ရတစ်ခုပဲဖြစ်ပါတယ်။ဆရာဒါယကညီရစွာနဲ့သာသနာပြုခဲ့တဲ့ဒီစိန်ဝါဟာကဏီမြေတစ်ခုလုံးကိုသာသနာအလင်းရောင်တွေဖြန့်ကျက်စေခဲ့ပါတယ်။အခုတော့အတိတ်ကပဲ့တင်တန်းတွေကိုနားဆုံရင်လက်ရှိကျောင်းတော်ကြီးအလှတရားကိုစူးစားကြည့်ရှုလိုက်ပါ။နှစ်ပေါင်း180ကျော်ဆိုတဲ့တက်တန်းတစ်ဆောက်မှာရင်ထမ်းတဲ့နေဘူးစိမ်းတိုက်ခိုက်တဲ့လေပြင်းနဲ့အဟုန်ပြင်းတဲ့မိုးစက်မိုးပေါက်တွေဟာဒီကျောင်းတော်ကြီးကိုအကြိမ်ကြိမ်စမ်းသပ်ခဲ့ကြပါတယ်။ဒါပေမဲ့သဘာဝတရားရဲ့တိုက်စားမှုတွေကိုအတူရင်ဘိုးဘွားတို့ရဲ့ဒါရတရားကိုတည်ထူရင်လေးတဲ့ကျောင်းတော်ကြီးဟာဒီနေ့အထိခိုင်ခန့်တည်ကြီးစွာရပ်တည်နေစေပါကဏီလေးတဲ့ကျောင်းတော်ကြီးရဲ့ပထမကျောင်းတိုင်းဆရာတော်မှာခင်ကြီးမိခေါ်စင်ပန်နိဒာဖြစ်ပြီးဒုတိယကျောင်းတိုင်းဆရာတော်မှာအစဉ်ဒေသဖြစ်ပါတယ်တတိယကျောင်းတိုင်းဆရာတော်မှာအစဉ်ဂုဏဝန္တဖြစ်ပြီးစရုဒ္ဓကျောင်းတိုင်းဆရာတော်မှာအစဉ်စံတော်ဘာသာဖြစ်ပါတယ်မြဇမကျောင်းတိုင်းဆရာတော်မှာအစဉ်ဝိလာဒဖြစ်ပြီးစထမဆရာတော်မှာအစဉ်ယေဝရဖြစ်ပါတယ်ယခုလက်ရှိဆရာတော်မှာအစဉ်ဧကသာမိဖြစ်ပါတယ်ကျောင်းဒါယကအဆက်ဆက်များမှာပထမကျောင်းဒါယကဟာဥမိုင်းဒေါ်ဖြော့ဖြစ်ပြီးဒုတိယကျောင်းဒါယကဟာဥထွန်းအောင်ကျော်ဖြစ်ပါတယ်တတိယကျောင်းဒါယကမှာလေကိုင်းမြို့ကြီးဥအံထောနီနှင့်ဇနီးမဲအံထောနီတို့ဖြစ်ပြီးစရုထကျောင်းဒါယကမှာဥတွေဒေါ်ကြီးအေးတို့ဖြစ်ကြပါတယ်အနာဂတ်မျိုးဆက်သေးအတွက်ခုံစရာသာသနာအမွေအဖြစ်တိုင်ပေါင်း200ကျော်ဘုံအဆင့်၄တန်းနဲ့ကြီးကျယ်ခမ်းနားတဲ့တက်သက်ဆောင်ကြီးများနဲ့ခမ်းနားထေဝါလှတဲ့ကဏီစီအောင်၄တဲ့ကျောင်းတော်ကြီးရဲ့တမိုင်းကျောင်းကိုဖန်နီးတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ